လိုင်ကူရဲ့တနေရာအရောက်မှာတော့ကျွန်တော်အနောက်ကနေအရှိန်နဲ့တွန်းချလိုက်တယ်လို့ရှင်းပြလက်ပြပြုတ်ကြသွားပါတယ်။ကံကောင်းကျွန်တော်လက်ထဲကဖုန်းရောကင်မရာရောဘာမှမဖြစ်ပေမဲ့ဒူးတွေရောလက်တွေရောပွန်းသွားပါတယ်။ကျွန်တော်လည်းကြောက်ကြောက်နဲ့လိုင်ကူပေါက်ရှိရာကိုအမြန်ဆုံးပြန်ထွက်ခဲ့ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ကျွန်တော်ဟန်နွိုင်းမှာရှိတဲ့ဟာလောင်ဘေးကို one day trip package ဝယ်ထားပါတယ်ဒီ package ထဲမှာဘယ်လို activity တွေပါမလဲဆိုတာကျွန်တော်နဲ့အတူတူသွားကြည့်လိုက်အောင်ခင်ဗျာ let's go ဟိုတယ်ကိုကားလာမကြိုခင်မနက်စာ breakfast စားရင်းနဲ့စောင့်နေခဲ့ပါတယ်9နာရီခွဲလောက်မှာတော့ကျွန်တော်တို့ကိုကားလာကြိုပါတယ်ကားပေါ်ရောက်တဲ့ဆိုလို့ရှိရင် local guide ကနေပြီးတော့ဒီနေ့သွားမဲ့ခရီးစဉ်အကြောင်းကိုအသေးစိတ်ရှင်းပြပါတယ်တိတ်မကြခင်မှာပဲလမ်းခရီးတနေရာမှာရှိတဲ့ရေရနာစကန်တစ်ခုမှာအပေါ်ပါသွားမှုစားဖို့အတွက်ခဏရပ်ပေးခဲ့ပါတယ်။အဲ့ရနေပြီးတော့ကျွန်တော်တို့ခရီးဆက်ခဲ့ကြပါတယ်။လမ်းတစ်လျှောက်လုံးမှာစားချက်လုပ်ငန်းလုပ်တဲ့စားကွင်းတွေကိုလည်းတွေ့ရပါတယ်။တိတ်မကြခင်မှာပဲကျွန်တော်တို့ VS ဆိုတဲ့ပလဲမွေးမြူရေးစကန်တစ်ခုကိုလေ့လာဖို့အတွက်ရောက်ခဲ့ပါတယ်ခင်ဗျာ။ local guide ကနေပြီးတော့ကျွန်တော်တို့ဒီပလဲမွေးမြူရေးစကန်အကြောင်းကိုအသေးစိတ်ရှင်းပြပါတယ်။ပလဲတစ်လုံးရဖို့ဆိုလို့ရှိရင်မုတ်ကောင်ရဲ့ခန္ဓာကိုယ်ကိုခွဲပြီးတော့ကော်လုံးပုံတရံနျူကလ িয়ার အလုံးလေးနဲ့အတူတူ mental healthy oyster တကောင်ရဲ့ mental tissue တေးသေးလေးတွေဖြတ်ပြီးတော့ဒီနျူကလ িয়ার အလုံးလေးနဲ့အတူတူမုတ်ကောင်ရဲ့ခန္ဓာကိုယ်ကိုခွဲပြီးတော့ထည့်ပေးလိုက်တာဖြစ်ပါတယ်ထည့်ပေးပြီးသွားတဲ့မုတ်ကောင်ကိုပင်လယ်ထဲမှာနှစ်ရှည်များစွာဂယုစိုက်ပြီးတော့ဝင်ယူကြပါတယ်အချိန်ကြာလာတဲ့အမျှဒီနျူကလ িয়ার အလုံးလေးပေါ်ကိုဒီမုတ်ကောင်ကနေပြီးတော့လေယာတွေအထက်ထက်ဖုံးအုံရင်နဲ့လှပတဲ့ပလဲတစ်လုံးဖြစ်လာပါတယ်တတ်မှတ်ချိန်ပြည့်ပြီဆိုလို့ရှိရင်တော့မုတ်ကောင်ကိုခွဲပြီးတော့ခုလိုမျိုးပလဲလုံးကိုထုတ်ယူတာဖြစ်ပါတယ်ပလဲတစ်လုံးရဲ့ quality size shining အယောင်တောက်ပမှုပေါ်မူတည်ပြီးတော့ပလဲတစ်လုံးနဲ့တစ်လုံးဈေးနှုန်းလည်းကွာခြားပါတယ်ကျွန်တော်တို့ဒီပလဲမွေးမြူခြင်းအဆင့်ကိုလေ့လာပြီးတဲ့အခါမှာပလဲလက်ဝတ်ရတနာတွေဘယ်လိုထုတ်လို့ရောင်းချတယ်လဲဆိုတာကိုလည်းဆက်ပြီးတော့လေ့လာခဲ့ရပါတယ်ပလဲလက်ဝတ်ရတနာတွေကိုထုတ်လုပ်ပုံအစဉ်စဉ်နဲ့ပလဲပတိတီကုန်းပုံတွေလည်းသူတို့ရဲ့လုပ်ငန်းခွင်ထဲမှာအနီးကပ်လေ့လာခွင့်ရခဲ့ပါတယ်။ဒါအပြင်ပလဲကနေပြီးတော့ထုတ်ယူပြီးတော့ရောင်းချတဲ့ပလဲအလှကုန်တွေလည်းစမ်းသပ်ပြီးတော့လေ့လာခွင့်ရပါတယ်။ဒီပလဲပြကမ်းမှာဆိုလို့ရှိရင်ပလဲလက်ဝတ်ရတနာမျိုးစုံဒီဇိုင်းမျိုးစုံအယောင်မျိုးစုံ quality မျိုးစုံဈေးနှုန်းမျိုးစုံကိုလည်းကျွန်တော်တို့ဒီပလဲမွေးမြူရေးစခန်းမှာတခါတည်းလေ့လာပြီးတော့ဝယ်ယူနိုင်ပါတယ်ခုလိုမျိုးပလဲမွေးမြူထုတ်လုပ်ပုံအစဉ်စဉ်ကိုလည်းအနီးကပ်လေ့လာခွင့်ရတဲ့အတွက်အလွန်ပဲတန်ဖိုးရှိပါတယ်ဒီဟလုံဘေးရဆိုလို့ရှိရင်လည်းပလဲမွေးမြူရေးနဲ့နာမည်ကြီးပါတယ်တိတ်မကြခင်မှာပဲကျွန်တော်တို့ခရုဘုတ်စီးရမယ်ဟာလုံပို့စိတ်ကန်းကိုရောက်လာပါပြီဒီနေရာမှာကျွန်တော်တို့လက်မှတ်လဲတာထုတ်တာတွေကိုပြုလုပ်ပြီးတဲ့အခါlocal guide ကနေပြီးတော့ကျွန်တော်တို့စီးရမယ်ဘုံနာမည်ကိုပြောပြပေးပါတယ်ပင်လယ်ထဲရောက်တဲ့အခါမှာလည်းအမိုက်တွေနဲ့ပလတ်စတစ်တွေမစွန့်ပစ်ဖို့တေချာရှင်းပြပေးပါတယ်အဲနောက်မှာတော့ local guide ကနေပြီးတော့ကျွန်တော်တို့ကိုဦးဆောင်ပြီးတော့စီးရမယ်ဘုံနေရာကိုခေါ်သွားပေးပါတယ်ခရူးဘုတ်စီးပြီးတော့ famous limestone island တွေကြားထဲမှာပင်လယ်ပြင်ရဲ့အလှကိုနေမောခံစားရမှာဖြစ်တဲ့အတွက်ရန်ကိုစိတ်လို့ရှားနေပါပြီတင်မောဘောကိုရောက်ပြီဆိုတာနဲ့အခုလိုမျိုး welcome drink နဲ့ကြိုဆိုပါတယ်တင်မောတဲ့ကိုဝင်လိုက်တဲ့အခါမှာအေးစိတ်နေတဲ့ aircon ရဲ့ music တန်ငိမ့်ငိမ့်လေးရဲ့ကြားတာတကယ်ကိုစိတ်ကြည်နူးပွဲဖြစ်စေပါတယ်ဟာလုံပိုးစိတ်ကန်းအနေပြီးတော့ထွက်လာပြီးတော့တိတ်မကြခင်မှာပဲပင်လယ်ပြင်ထဲမှာထိုးထွက်နေတဲ့ကြောက်တောင်များစွာကိုမျက်စိတစုံစတင်ပြီးတော့တွေ့ခဲ့ရပါတယ်တိတ်မကြခင်မှာကျွန်တော်တို့ဒီခရူးဘုတ်ကနေပြီးတော့နေလေစာဘူဖေးနဲ့အခမ်းပါတယ်ပင်လယ်စာတွေအစုံအလင်ပါတဲ့အပြင်မှာအိန္ဒိယ၊ချိုင်းနာ၊ထိုင်း၊ဗီယက်နမ်အစားအစာမျိုးစုံနဲ့တည်ခင်းအခမ်းပါတယ်ကျွန်တော်တို့ဒီဘန်ကောက်ကြောက်ဖျားမြစ်ထဲမှာခရူးဘုတ်စီးရင်နဲ့ဘူဖေးစားမယ်ဆိုလို့ရှိရင်ဘတ်1000ကျော်တော့ပေးရပါတယ်အခုဟလုံဘေးခရီးစဉ်မှာဘူဖေးအပါအဝင်ခရီးစဉ်အစားဆုံးအကုန်လုံးဇရိတ်ငိမ့်ဘတ်1000ကျော်လောက်ပဲကျတယ်ဆိုတော့အရန်တန်တဲ့ခရီးစဉ်လေးတစ်ခုပါအခုမြင်နေရတဲ့ရှူခင်းတွေကတော့ကျွန်တော်တို့ BNN မြောက်ပိုင်းမှာရှိပြီးတော့ UNESCO World Heritage နေရာပဲဖြစ်ပါတယ်။ကြောက်တောင်ကျွန်းထောင်ပေါင်းများစွာပင်လယ်ထဲကနေထွက်နေတဲ့အခုလိုရှူခင်းတွေကြောင့်လည်းဒီနေရာနာမည်ကြီးတာဖြစ်ပါတယ်။
ခုလိုတပြေးပြေးချင်းရွေရှားနေတဲ့ပုတ်ပေါ်ဟာနေပြီးတော့ပင်လယ်ပြင်ရေမျက်နှာပြင်ထက်မှာတိုးထွက်နေတဲ့ကြောက်တောင်တွေရဲ့ view ကိုမြင်ရတာအရန်ကို cinematic ဆန်ပါတယ်အခုရောက်နေတာကတော့ဟလုံဘေးရဲ့နာမည်ကြီးဆုံးနေရာတွေကတစ်ခုဖြစ်တဲ့စုံစုပ်ကေပါဒီလိုင်ကူရဲ့ဝင်ပေါက်ကတောင်ထိပ်မှာရှိတဲ့အတွက်ကျွန်တော်တို့တွေတောင်ကြီးကနေပြီးတော့အခုလိုလှေကားတဲ့အတိုင်းတက်ရပါတယ်ဧည့်သည်များပြီးတော့လမ်းကျင်းတဲ့အတွက်အခုလိုမျိုးစီတန်းပြီးတော့တက်ရပါတယ်လေကားတက်ရတာမောတယ်ဆိုပေမဲ့တောင်ထိပ်ပေါ်ရောက်တဲ့အခါမှာမြင်ရတဲ့မြင်ကွင်းကတော့တကယ်ကို amazing ဖြစ်စေပါတယ်တောင်ထိပ်ကိုရောက်ပြီဆိုလို့ရှိရင်ဒီဂူပေါက်ကနေပြီးတော့ကျွန်တော်တို့လှိုင်ဂူထဲဝင်မှုအတွက်ဒီဂူထဲကိုတစ်ခါပြန်ပြီးတော့လေကားတိတ်တင်နဲ့အထဲကိုပြန်ဆင်းရပါတယ် Vietnam language မှာစုံစုပ်ဆိုတာ amazing ဒါမှမဟုတ် surprise ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်ဂူထဲကိုဝင်လိုက်တဲ့အချိန်မှာလူတိုင်းအံ့အားသင့်ပြီးတော့ surprise ဖြစ်သွားအောင်လှပလို့ဒီနာမည်ကိုပေးထားတာဖြစ်တယ်လို့လည်းကျွန်တော်လေ့လာခဲ့ရပါတယ်ဒီဂူကတော့ဟလုံဘေးရဲ့အကြီးဆုံးနဲ့အလှဆုံးဂူတွေထဲမှာတစ်ခုဖြစ်ပြီးတော့အထဲထဲမှာ line stone တွေလည်းရမ်းလှပါတယ်လိုင်ဂူထဲကိုစဝင်ချင်းမှာတော့တချို့နေရာတွေကရမ်းကျင်းတဲ့အတွက်တန်းစီပြီးတော့ဝင်ရပါတယ်ဒါပေမဲ့အထဲကိုရောက်လာလေလိုင်ဂူရဲ့ area ပို့ပြီးတော့ကျယ်ဝန်းလာလိမ့်ပါဒီလိုင်ဂူကို front exposure တွေက1900ခုနှစ်လောက်မှာ discover လုပ်ခဲ့တယ်လို့ပြောကြပါတယ်ဒီလိုင်ဂူထဲမှာတွေ့ရတဲ့ကြောက်ပန်းဆွဲတွေကြောက်နေရနေရနှစ်ပေါင်းတန်းချီပြီးတော့တည်ရှိနေတာလို့သိရပါတယ်ရှိတ်ပုံသဏ္ဍာန်မျိုးမျိုးနဲ့တည်ရှိနေကြပြီးတော့တချို့ဆိုလို့ရှိရင် dragon ပုံစံတချို့ကတော့ elephant ပုံစံလို့မြင်ရပါတယ်လိုင်ဂူထဲမှာ lighting တွေလည်းထည့်ထားတဲ့အတွက် cinematic atmosphere တစ်ခုလိုခံစားရပါတယ်ကင်မရာနဲ့ရိုက်ရင်လည်း movie scene တစ်ခုလိုထွက်လာပါတယ်လိုင်ဂူရဲ့အတွင်းဆုံးပိုင်းနေရာကတော့ area တော်တော်ကျယ်ဝန်းပြီးတော့မြင့်လည်းမြင့်ပါတယ်ဒီစုံစုပ်ကေလိုင်ဂူကအရှည်900မီတာကျော်လောက်ရှိပြီးတော့အတွင်း area ကတော့1000 square မီတာကျော်တယ်လို့သိရပါတယ်စီလင်အမြင့်တချို့နေရာတွေမှာတော့30မီတာကျော်လောက်ရှိတယ်လို့လေ့လာရပါတယ်ဂူထဲကိုဝင်လာလေ space ကပိုကျယ်လာပြီးတော့ကျွန်တော်တို့ရုပ်ရှင်တွေထဲမှာမြင်နေရတဲ့လကဘာမျက်နှာပြင်ပေါ်ရောက်သွားသလို feeling မျိုးလည်းခံစားရပါတယ်ဒီလိုင်ဂူရဲ့အတွင်းဆုံးပိုင်းနေရာကိုရောက်တဲ့အခါမှာဘလောက်တောင် area ကျယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုင်ဂူထဲမှာလမ်းလျှောက်ပြီးတော့သွားနေတဲ့လူတန်းလေးတွေကိုလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြက်ပြက်သေးသေးလေးပဲမြင်ရပါတယ်ဒီနေရာကတော့လှိုင်ဂူရဲ့အမြင့်ဆုံး area လည်းဖြစ်ပါတယ်ဒီလိုင်ဂူထဲမှာရှိတဲ့ကြောက်နေရံတွေကြောက်ပန်းဆွဲတွေကိုကြည့်ပြီးတော့ကျွန်တော်တို့လမ်းလျှောက်ပြီးတော့လေ့လာရတာကျွန်တော်တို့ကိုယ်တိုင်လကဘာမျက်နှာပြင်တစ်ခုတည်းကိုများရောက်သွားသလားလို့တော့ခံစားရပါတယ်ဒီလိုင်ဂူကိုတဘာဝအတိုင်းထိမ့်သိမ်းထားပြီးတော့ lighting တွေပေးထားတာအစကျွန်တော်တို့ရဲ့မြင်ကွင်းမျက်စိထဲမှာရုပ်ရှင်ရိုက်ကွင်းတစ်ခုတည်းကိုရောက်ရှိခံစားနေရတယ်လို့ပါပဲလိုင်ဂူထဲမှာမြင်သမျှအရာတွေအားလုံးဟာအရန်ကိုလှပနေတဲ့အတွက်ကျွန်တော်လည်းပုံငေးတင်ငေးနဲ့ရှောက်ရရင်းနဲ့လမ်းလျှောက်လာလိုက်တာအရှိနဲ့ရောအနောက်နဲ့ရောအနေငယ်လှမ်းကွာပြီးတော့ကျွန်တော်တယောက်တည်းလိုင်ဂူထဲမှာပြက်ပြီးတော့ကြံခဲ့ပါတယ်လိုင်ဂူရဲ့တနေရာအရောက်မှာတော့ကျွန်တော်အနောက်ကနေအရှိန်နဲ့တွန်းချလိုက်တယ်လို့ခြေပြက်လက်ပြပြုတ်ကျသွားပါတယ်ကံကောင်းကျွန်တော်လက်ထဲကဖုန်းရောကင်မရာရောဘာမှမဖြစ်ပေမဲ့ဒူးတွေရောလက်တွေရောပွန်းသွားပါတယ်ကျွန်တော်လည်းကြောက်နဲ့လိုင်ဂူပေါက်ရှိရာကိုအမြန်ဆုံးပြန်ထွက်ခဲ့ပါတယ်လိုင်ဂူရဲ့အပေါက်တွေကကြောက်တောင်ရဲ့ထိပ်မှာရှိပြီးတော့အဝင်တစ်ပေါက်အထွက်တစ်ပေါက်ဖြစ်ပါတယ်ဒီအထွက်ပေါက်ကနေမြင်ရတဲ့ရှုခင်းကလည်းတကယ်ကိုလှတယ်အခုမြင်ရတဲ့တင်မောတွေရပ်ထားတဲ့နေရာကတော့လိုင်ဂူရဲ့အဝင်ပေါက်ရှိတဲ့ဘက်အချမ်းဖြစ်ပါတယ်ကျွန်တော်တို့လိုင်ဂူအပြင်ကိုပြန်ထွက်တဲ့အခါမှာလည်းလိုင်ဂူပေါက်ကတောင်ထိပ်မှာရှိတဲ့အတွက်လိုင်ဂူအပြင်ကိုရောက်ဖို့တောင်ထိပ်ကနေပြီးတော့အခုလိုလှေကားထိပ်တွေအတိုင်းတောင်အောက်ကိုပြန်ဆင်းရပါတယ်အပြန်မှာတော့တင်မောတွေကဒီလှိုင်ဂူရဲ့ဘေးကပ်ရံမှာရှိတဲ့ကြောက်တောင်ကြီးမှာရပ်ပြီးတော့စောင့်ပေးပါတယ်ဒီတင်မောစိတ်ကိုရောက်ဖို့အတွက်ကျွန်တော်တို့ကဒီကြောက်တောင်ဘေးမှာရှိတဲ့တရားလေးကိုဖြတ်လျှောက်ပြီးတော့သွားရပါတယ်ဒီတရားပေါ်မှာရှောက်ရတာဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်တို့တရုတ်ရာဇဝင်ကားတွေထဲမှာမြင်ဘူးနေတဲ့တရားပေါ်မှာရှောက်ပြီးတော့သွားရတဲ့ feeling မျိုးကိုခံစားရပါတယ်ဘုတ်ပေါ်ရောက်တော့ခရူတွေကနေပြီးတော့ကျွန်တော်ကိုဆေးလိမ့်ပြီးတော့ blaster ကတ်ပေးပါတယ်
ကျွန်တော်တို့2:53 မိနစ်လောက်မှာဒီစုံစုပ်လိုင်ကူကနေပြီးတော့နောက်တနေရာကိုခရီးဆက်ဖို့အတွက်တင်မောပြန်လဲထွက်ခွာခဲ့ပါတယ်တင်မောပေါ်မှာပလဲနဲ့လှုပ်ထားတဲ့လက်ဝတ်ရတနာတွေကိုလည်းလိုက်လံပြီးတော့ရောင်းချပါတယ်စိမ့်ပြနေတဲ့ပင်လယ်ရေမျက်နှာပြင်ထက်မှာတိုးထွက်နေတဲ့ကြောက်တောင်တွေကြားထဲကိုတင်မောကဖြည်းဖြည်းချင်းနဲ့ရွေ့ရှာပြီးတွားနေတာကျွန်တော်တို့ငငယ်ဟာတိုက်တန်းနဲ့ရုပ်ရှင်ကားတွေကမြင်ကွင်းမျိုးကိုကိုယ်တိုင်အပြင်မှာခံစားနေရတယ်လို့မျိုးတွေ့မြင်ခဲ့ရပါတယ်အခုကျွန်တော်တို့ရောက်လာတဲ့နေရာကတော့ကြောက်တောင်လှိုင်ယူကြားမှာဖြတ်ပြီးတော့လှေစီးရမယ့်နေရာဖြစ်ပါတယ်ဒီမှာလှေစီးမယ်ဆိုလို့ရှိရင်တယောက်ကို BNN တောင်း9000ကျပါတယ်ကျွန်တော်တို့ကတော့ဒီခီးစဉ်ထဲမှာ package လိုက်ဝယ်ထားတာဖြစ်တဲ့အတွက်ဒီလှေစီးကို9000ထပ်ပေးကြမလို့ပါဘူးကျွန်တော်တို့လက်မှတ်ရပြီဆိုလို့ရှိရင်လှေစီးဖို့အတွက်နေရာကိုတွားရပါမယ်အဲ့နေရာရောက်လို့ရှိရင်ကျွန်တော်တို့အသက်ကယ်အင်ဂျီဝေးရပါတယ်ဒီကြောက်တောင်လိုင်းကူတွေကိုဖြတ်တာနဲ့အေးစိမ့်ပြီးတော့ပဲ့တင်တန်တွေကြားရပါတယ်သူတို့နှစ်ယောက်ကတော့အင်္ဂလန်လာလဲကြတာဖြစ်ပြီးတော့တီမောပေါ်မှာကျွန်တော်နဲ့မိတ်ဆွေကြီးဖြစ်သွားပါတယ်တချို့ကဒီကြောက်တောင်ပေါ်ကဆင်းလာတဲ့မြောက်တွေကိုအခုလိုမျိုးအစာကျွေးကြပါတယ်အခုလိုလှေစီးနဲ့တချို့အဖွဲ့တွေကလည်းသူတို့နိုင်ငံတော်ရဲ့တခြင်းတွေကိုတက်တက်ကြွကြွပြပြချင်းချင်းနဲ့စုနေတာကိုတွေ့ခဲ့ရပါတယ်ရေတိုက်စားပြီးတော့တဘာဝအလျောက်ဖြစ်နေတဲ့ကြောက်ခက်ပန်းဆွဲတွေကိုလည်းဒီလိုက်ကူထဲမှာတော်တော်များများတွေ့ရပါတယ်ဒီပင်လယ်ထဲမှာညအိပ်ပြီးတော့အပန်းပြေထွက်တဲ့ package တွေလည်းရှိပါတယ်အဲ့လို package တွေကတော့အချိန်ပိုရတဲ့အတွက်ဒီနေရာတွေမှာကီယက်ကင်းလောက်တာရေကူးတာစတဲ့အပန်းပြေတာတွေကိုအေးအေးဆေးဆေးနဲ့အချိန်ယူပြီးတော့လုပ်နိုင်ပါတယ်ကျွန်တော်တို့အဲ့ဒီနေရာနေပြီးတော့ဒီခရီးစဉ်ရဲ့နောက်ဆုံးသွားရမယ့်နေရာတစ်ခုကိုထပ်ပြီးတော့ခရီးဆက်ခဲ့ကြပါတယ်အခုရောက်နေတာကတော့ဟလုံဘေးရဲ့ famous view point တွေတစ်ခုဖြစ်တဲ့ TikTok Island မှာဒီကျွန်းကို1962ခုနှစ်မှာဟိုချီမင်းကနေပြီးတော့ TikTok Island ဆိုတဲ့နာမည်ကိုပေးခဲ့တာလို့လည်းပြောကြပါတယ်ဒီကျွန်းမှာ small beach လေးရှိပြီးတော့ swimming လုပ်လို့လည်းရပါတယ်ဒီကျွန်းဟာ site သိမ့်မကြီးပေမဲ့ဟလုံဘေးရဲ့ panorama view ကိုကြည့်လို့ရတဲ့နေရာတွေကတစ်ခုဖြစ်ပါတယ်တောင်ပေါ် view point ကိုရောက်ဖို့အတွက်တေကားတစ်ပေါင်ရာချီပြီးတော့တက်ရပါတယ်တက်နေတော့နည်းနည်းမောတယ်ဆိုပေမဲ့အပေါ်ရောက်သွားတဲ့အချိန်မှာဟလုံဘေးရဲ့360 degree view ကိုမြင်ရတဲ့အခိုက်မှာတော့မောသမျှအားလုံးပြပြောက်သွားပါတယ်ဒီနေရာ sunset time မှာဆိုလို့ရှိရင်အလှဆုံးနေရာတွေကအလှဆုံး view တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့တွေ TikTok Island ကျွန်းအပြန်မှာတော့ကျွန်တော်တို့စီးလာတဲ့ crew boat ရဲ့အမိုးပေါ်မှာ sunset party လေးကျင်းပပေးပါတယ် Hai ba so một hai ba means 1 2 3 một hai ba so hai ba so hai ba wo ဒီဘုတ်ပေါ်မှာအတူတူစီးနှင်းလာကြတဲ့နိုင်ငံအစုံကလူမျိုးအစုံနဲ့အတူတူဒီ sunset party လေးမှာပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲပေးရခဲ့တာလေဒီခီးစင်တွေကပျော်စရာအမှတ်တရတွေကတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ဒီဟာလုံပုတ်စိတ်ကမ်းကိုည9နာရီကျော်လောက်မှာပြန်ပြီးတော့ရောက်ခဲ့ပါတယ်ဒီဟာလုံပုတ်ကမ်းခြေမြို့လေးကိုလည်းခရီးသွားတွေဆွဲဆောင်ရန်အတွက်အဆင့်မြင့်အိမ်ယာတွေခင်မီအဆောက်အဦတွေအဆင့်မြင့်ကစားကွင်းတွေကိုလည်းတိုးချဲ့ပြီးတော့တိစောက်နေတာကိုလည်းလမ်းတစ်လျှောက်လုံးတွေ့ခဲ့ရပါတယ်ကျွန်တော်တို့ဒီစိတ်ကမ်းပေါ်စရောက်တဲ့အချိန်မှာမိုးလေးနည်းနည်းရွာလာတဲ့အတွက်ကျွန်တော်တို့စီးမဲ့ကားရှိတဲ့နေရာကိုအမြန်ပြေးသွားခဲ့ရပါတယ်
ကားပေါ်ရောက်ပြီဆိုတာနဲ့အပြန်လန်းခီးတစ်လျှောက်လုံးကျွန်တော်လည်းပင်ပန်းလာတာနဲ့အိပ်ပြီးတော့လိုက်ခဲ့ပါတယ်ည9 နာရီလောက်မှာတော့ဟန်နွိုင်းမြို့လေးကိုပြန်လည်ရောက်ရှိပါတယ်ကျွန်တော်လည်းညစာမစားသေးတဲ့အတွက်ဒီနားမှာဘာဆိုင်နေရှိလဲဆိုတာလိုက်ရှာပြီးစားလိုက်ပါအောင်မယ်ခင်ဗျာနောက်ဘလော့ဒီမှာပြန်ဆုံပါမယ်အားလုံးတက်တာ